အမားတို့ရေပကညောတို့သွားနေကြခဝဲကျန်ဈေးလေးကိုလိုက်ခဲ့ကြပါနော် ဘဲရအောင်ပဲဈေးလေဒီတကောင်တောင်းတထားတကောင်တောင်းတထားဒါဟိုကိုလိုမျိုးတောဘဲလို့တောဘဲဖြစ်နေမှာကလုံးဆိုဘလောက်လဲလက်သက်ကို2000ကိုတော့ကလုံးဆို2000တပိဒီလိုင်းသားလဲ2900ပဲလားမပြန်ဘူးဆိုဒီရောစောတဲ့မအားရလေရေကုန်ခွာပဲမဝတ်စီပဲကြုံဟေးအပဲဈေးလေ30နဲ့ပဲတူတူပဲပေါင်နဲ့တူတူပဲပေါင်လဲ30နဲ့30နဲ့ပဲကျမတပိတ်တာလားပြရယူမဒီကောင်ဘုံဆိုင်ကန်50တာကြီးပဲရရင်ဒီကောင်ဒီကောင်ပဲ ဘယ်ဟာကောင်းလဲကောင်းတယ် ဒါဘေးလုံးဒါအဖြူချမ်း ကောင်းတာထည့်လေအကျော်သိမ့်မပါတာထည့်အကျော်မပါဘူးအတုံးလာတဲ့ဟာအသားငါးတွေရောအသီးရွက်တွေရောတန်တယ်ဟင်းသီးရွက်လေးတွေလည်းလက်တယ်အသားငါးလေးတွေလည်းလက်ပါတယ်ရှင်ပကညောတို့ကဝင်နေကြဆိုတော့အလေးချိန်လည်းပြည့်ပါတယ်အခုနပြထားတဲ့ခင်ထွေးကြီးကကြိုက်ဝိုင်းခင်ထွေးကြီးရဲ့အမျိုးလို့ပြောပါတယ်အဲ့ဒီမုံဟင်းကလည်းတော်တော်လေးစားကောင်းပါတယ်ဒီဈေးမှာပြီးတော့ကရင်တွေလည်းများပါတယ်ဝယ်ရတာတော်တော်လေးအဆင်ပြေတယ်ဗမာမုတ်တွေလည်းတော်တော်လေးစားကောင်းပါတယ်ရှင်အဲ့ဒါလေးလာပြောပြတာပါ ဘုံလုံးကျော်ကဘယ်လောက်လဲ600ပါဘုံလက်ကောက်ကလက်ကောက်ရေ900ပါအတိုင်းပဲတော့ဟုတ်ကဲ့အကောင်လိုက်လို့ဒီမှာ3000နဲ့အပြင်းမအောင်အပြင်းမအောင်ဒီမှာ3000ပါဒီလိုချက်တော့ငကြီးက4500 4000ပါ4000အဲ့ဒီမှာ2000ခွဲနော်ဟုတ်တယ်ညီမလေးအကောင်ဘယ်လိုတပိတ်တာညီမလေးတပိတ်တာ2000အဆုံးထိကြည့်ပေးတာကျေးဇူးအများကြီးတင်ပါတယ်ရှင် ဘဲရအောင်ပဲဈေးလေ နောက်ဗီဒီယိုတွေမှာထပ်တွေ့ကြမယ်နော် ဒါမှမဟုတ်ဘူးတော့ဘဲလို့ပဲညီမလေး